ပြညိုနဲ့စိမ့်လဲလဲနဲ့နတ်ကပုံပမာတော်စေဖြင့်မငယ်ချစ်ခင်နေအောင်တော့လေသူအိုသူနာသူသေးယဟန်ဆိုတဲ့နမိတ်ကြီးလေးပါးကိုတွေ့မြင်ပြီးတိတ်ထထမင်းသားတောထက်တဲ့အခါသားတော်လေးတစ်ပါးကြံရစ်ခဲ့တယ်။6နှစ်တိုင်တရားကျင့်ကြံပြီးဘုရားဖြစ်တော်မူပါတယ်။ဒီနေ့မှာဘုရားရှင်ဟာနောက်ပါတန်ဃာတော်တွေနဲ့အတူနန်းတော်ကိုဆွမ်းစားကြပါတယ်။အဲ့ဒီအခါသားတော်ရာဟုလာမင်းသားလေးကဘုရားရှင်ထံချင်းကပ်ပြီးမိဘတို့ဝတရားရှိတဲ့အတိုင်းသားတော်ကိုအမွေပေးပါလို့အမွေတောင်းတဲ့မြတ်စွာဘုရားရှင်ကချစ်သားငါသည်ရှုပ်ထွေးပွေလီသောလောကီအမွေကိုမပေးနိုင်စစ်မှန်တဲ့လောကုတ္တရာအမွေကိုသာငါပေးနိုင်သည်လို့မိန့်တော်မူပြီးရာဟုလာမင်းသားလေးကိုရှင်ပြုပေးလိုက်တယ်ကွအဲ့ဒီအချိန်ကစလို့ရှင်ပြုခြင်းတလေအစပြုလာတယ်လို့အဆိုရှိပါတယ်ကိုရင်တာမဏီဖြစ်သွားတဲ့အခါမှာလဲကျောင်းတော်မှာပဲနေကြရပြီးဆရာတော်ကြီးတွေထံကမြတ်ဗုဒ္ဓရဲ့တရားတော်တွေကိုလေ့လာဆင်ခြင်ကြရတယ်ဒါကြောင့်မို့ဗုဒ္ဓဘာသာမိသားစုတွေမှာတားရှိတဲ့မိဘတွေအနေနဲ့တသက်မှာတစ်ခါတော့မဖြစ်မနေကျင်းပကြလိမ့်ရှိတဲ့အရေးကြီးတဲ့ရိုးရာစင်တာဖြစ်နေတာပေါ့ကွယ်ဒါဆိုတော့ဘယ်လိုရှင်းပြမလဲဒီစပားတွေရိတ်သိမ်းပြီးတာနဲ့ຫນွေကျောင်းပိတ်ရမှာရှင်းပြပေးမလို့ပဲငါသားရဲ့ဟာဒါဆိုတော့မြင်းစီကျောင်းကိုသွားပါဘောနော်ဟာဒါမှမဟုတ်ငါသားရဲ့မြင်းကြီးပေါ်မှာမောင်ရင်လောင်းကရွှေတီးလေးကိုဆောင်းနေဘာဖြစ်တာလဲဟိုတုပုတ်ကကြောက်ကသွားရအောင်ခုတော့အမလေးကဘာလို့ရဲ့တော့တာသေးလားမိသားစုတွေဒုက္ခရောက်နေတော့မကြည့်ရတော့လေဒုက္ခတော့ရောက်တဲ့အခုတော့ဒီလိုတော့ဘာလို့ရမှာလဲတော့